တကယ်လို့ဂျာမနီကိုကအကြောင်းတက်ဖို့စိတ်ကူးထားတယ်ပေါ့နော်စိတ်ကူးထားတယ် documents တွေကလည်းအကုန်လုံးပြည့်စုံနေပြီဒါပေမဲ့ဒီမှာ part time job လုပ်ချင်တယ်ဆိုတော့ဒီ part time job အတွက်ဘာတွေပြင်ဆင်ထားတင်လဲဥပမာဖြစ်တော့ကိုရဲ့မိဘစီရပေါ့နော်အချိန်ကြီးထောက်ပံ့နေတာမျိုးမလုပ်ချင်ဘူးကိုရဲ့ability နဲ့ပေါ့နော်ကိုပတ်စံကိုရှာချင်တယ်အကြောင်းတက်နေတော့ကိုပတ်စံကိုသုံးချင်တယ်ဆိုလို့ရှိရင်တော့ part time job လေးလုပ်လို့ရတယ်9:20ပေါ့နော်တစ်ပတ်ကို9:20နဲ့အလုပ်လုပ်လို့ရပါတယ်ဆိုတော့ဒီလိုအလုပ်မျိုးတွေလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ပုံမှန်အဖြစ်တော့မြန်မာကျောင်းသားကျောင်းသူတွေအနေနဲ့ပေါ့နော်မြန်မာမှာပြင်ဆင်လာလို့ရမယ့်အချက်လေးပေါ့နော်နံပါတ်1ကတော့တကယ်လို့ကိုကcustomer service တွေဘာတွေမှာ experience ရအောင်ယူထားပါနံပါတ်2ကကြတော့ဘာတို့မဟုတ်ပါเนาะဒီဘာဖြောတဲ့ဥစားမျိုးတွေတင်တဲ့မျိုးတွေချိုးရတင်တဲ့မျိုးတွေတက်ထားပါနောက်တစ်ခုကကြလို့ရှိရင်တော့ coffee နဲ့ပတ်သက်တဲ့တင်တဲ့မျိုးလေးတက်ထားရဲဆိုလို့ရှိရင်တော့ဒီမှာက butter and ရှာတာကဝယ်ကူမှာပဲဖြစ်ပါတယ်ဆိုတော့ကိုကအကြောင်းတက်နေတဲ့အချိန်မှာ professional job မရတဲ့အချိန်မှာ part time ရှာပြီးတော့မှကိုရဲ့အသက်မွေးဝမ်းကြောင်းကိုကိုယ်တိုင်ကြောင်းလို့ရပါတယ်